အားလုံးပဲမင်္ဂလာပါတူရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်26ရက်5လ2025ကနေပြီးတော့30ရက်5လ2025အထိတပတ်စာအနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်တနေ့ကနေနေကုန်အတွက်ဆိုလို့ရှိရင်တော့234ကီး305အချိန်ဖြစ်ပါတယ်တနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့234ကီး305အချိန်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့136ကီး4ကိုအချိန်ဖြစ်ပါတယ်136ကီး4ကိုအချိန်ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့348ကီး16အချိန်ဖြစ်ပါတယ်348ကီး16အချိန်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့329ကီး4ကိုအချိန်ဖြစ်ပါတယ်329ကီး4ကိုအချိန်ဖြစ်ပါတယ်ဗျတောက်ကြနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့315ကီး4ကိုအချိန်ကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တဲ့နဲ့စိတ်ကြိုက်ပတ်တီလေးလုံးလည်းပြောပြပေးခြင်းပါတယ်ဒီတပတ်အတွက်လိုက်တဲ့နဲ့စိတ်ကြိုက်ပတ်တီလေးလုံးကတော့2459ဆိုပြီးတော့ရွေးထုတ်ပေးထားပါတယ်2459ဖြစ်ပါတယ်ဗျဗိုလ်ရုံးမကျော်ဗရိတ်3လုံးလည်းပြောပြပေးခြင်းပါတယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗိုလ်ရုံးမကျော်ဗရိတ်3လုံးကတော့305ခွန်ဗရိတ်ဖြစ်ပါတယ်ဗျ305ခွန်ဗရိတ်ဖြစ်ပါတယ်ဗိုလ်ရုံးမကျော်9လုံးခွေကိုလည်းဆက်ပြီးတော့ပြောပြပေးခြင်းပါတယ်ဗျဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗိုလ်ရုံးမကျော်9လုံးခွေတော့32308ဖြစ်ပါတယ်32308အခွေဖြစ်ပါတယ်ဗျဒီတစ်ပတ်အတွက်အကြိုက်ဆုံးအတွဲရတော့ကျွန်တော်ညီကိုတွဲကိုကြိုက်ပါတယ်ညီကိုတွဲကိုကြိုက်ပါတယ်ဗျဒီတစ်ပတ်အတွက်မထွက်မရှိပတ်တီးနဲ့ break ကတော့2ပတ်တီးနဲ့2 break ဖြစ်ပါတယ်2ပတ်တီးနဲ့2 break ဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့305လုံးပိုင်းဖြစ်ပါတယ်305လုံးပိုင်းဖြစ်ပါတယ်ဗျတနေ့နေ့နေကုန်မထိမပေါက်ကီး3လုံးကတော့234ကီးဖြစ်ပါတယ်234ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာအနှစ်ချုပ်ကဏ္ဍအနေနဲ့လည်းအဆင်ပြေကြပါစေအမွေရကြပါစေအမြတ်ဆုံးများစွာရရှိကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများတင်ပါတယ်9ရက်သားသမီးများအပူတွေရှိလို့ရှင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်